ရိသတ်ကြီးရေဒီနေ့မှာတော့2015ခုနှစ်ကထွက်ရှိခဲ့တဲ့ဒေးထီရင်ဖို့ရုပ်ရှင်ကားတကားထီတဲ့ The Human Centipede 3 Final Sequence ရဲ့ကြောက်မက်ဖွယ်ရာဇာတ်လမ်းအကျဉ်းချုပ်ကိုဇာတ်လမ်းပြောသူတူရဲ့ပုံစံမျိုးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ George Bush State Prison လို့ခေါ်တဲ့အကျဉ်းထောင်တစ်ခုမှာအစတင်ခဲ့ပါတယ်။ဒီထောင်ဟာအကြမ်းဖက်မှုတွေစူပူမှုတွေနဲ့ပြည့်နှက်ပြီးစေကူသောစီရီတွေလည်းအစမတမ်းမြင့်တက်နေတာကြောင့်ပြည်내အုပ်ချုပ်ရေးမှုရဲ့ပြင်းထန်တဲ့တတိပေးခြင်းကိုခံနေရပါတယ်။ထောင်ပိုက်ကြီး Bill Boss ဟာစိတ်မမှန်တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်ပြီးအကျဉ်းသားတွေကိုနေမျိုးစုံနဲ့နှိပ်စက်ညှဉ်းပန်းရတာကိုသဘောကျသူတူပါ။သူ့ရဲ့လက်အောက်ကစည်ရင်ကိုင် Dwight Butler ကတော့ဒီအခြေအနေစိုးကြီးကိုဖြေရှင်းဖို့အတွက်ထူးဆန်းတဲ့အကြံတစ်ခုကိုထုတ်ဖော်ထားပါတယ်။သူ့ရဲ့အကြံကတော့အကျဉ်းသား900လုံးကိုတဦးနဲ့တဦးခွဲစိတ်ပြီးဆက်တွေက Human Centipede လို့ခေါ်တဲ့လူကောင်ချောကြီးတစ်ခုအဖြစ်ဖန်တီးဖို့ပါပဲဒီလိုလုပ်ခြင်းအဖြစ်အကျဉ်းထောင်ရဲ့အထုံးစိတ်တွေကိုရှော့ချနိုင်မယ်အကျဉ်းဖက်မှုတွေကိုရပ်တန့်နိုင်မယ်ပြီးတော့ရာဇဝတ်မှုတွေကိုလည်းအပြင်းထန်ဆုံးဟန့်တားနိုင်လိမ့်မယ်လို့သူကယုံကြည်ခဲ့ပါတယ်ဒီလိုကြောက်မက်ဖွယ်ရာအကြံအစီကိုလက်တွေ့အကောင့်ထဲဖော်ဖို့အတွက် The Human Centipede ရုပ်ရှင် series ရဲ့ director ဖြစ်သူ Tom Six ကိုယ်တိုင်ဇာတ်လမ်းထဲမှာပါဝင်လာပြီးဒီခွဲစိတ်မှုဟာစေပညာရာဖြစ်နိုင်ခြေရှိကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဒါကြောင့်ထောင်ပိုင်ကြီး Bill Boss ဟာသူ့ရဲ့ရက်ဆက်တဲ့အစီရင်ကိုစတင်ခဲ့ပါတော့နောက်ဆုံးမှာတော့အကျဉ်းသား900လုံးကိုခွဲစိတ်ဆက်သွဲပြီးအေးရမှာလူကောင်ချောအီတစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ထောင်ပိုင်ကြီး Bill Boss ဟာသူ့ရဲ့လက်အောက် Daisy ကိုပါဒီလူကောင်ချောအီထဲထည့်သွင်းခဲ့ပြီးတေတန်ကြအကျဉ်းသားတွေရဲ့ခြေလက်တွေကိုဖျက်တောက်က Human Caterpillar လူပိုးကောင်တွေကိုပါဖန်တီးခဲ့ပါတယ်။ဒီလိုကြောက်မက်ဖွယ်ရာဖန်တီးမှုကြီးကိုအစာပိုင်းမှာပြည်내အုပ်ချုပ်ရေးမှူးကထိတ်လန့်ခဲ့ပြီးမြဲနောက်ပိုင်းမှာတော့သူ့ရဲ့ရာဇဝတ်မှုအပေါ်ပြင်းထန်စွာကြိုက်တွယ်သူဆိုရဲ့ပုံရိပ်ကိုမြင့်တင်ပေးနိုင်တဲ့နိုင်ငံရေးအောက်ပွဲတစ်ခုအဖြစ်လက်ခံခဲ့ပါတယ်။ဒါပေမဲ့ထောင်ပိုင်ကြီး Bill Boss ကတော့သူ့ရဲ့လူရှုချက်တွေကိုဖုံးကွယ်ဖို့နဲ့အတိုက်ခံတွေကိုဖယ်ရှားဖို့အတွက်သူ့ကိုကူညီခဲ့တဲ့ဆရာဝန်နဲ့စီရင်ကိုင် Dwight ကိုပါတပ်ပစ်ခဲ့ပါတယ်။ဇလန်အဆုံးမှာတော့ထောင်ပိုင်ကြီး Bill Boss ဟာအကျဉ်းထောင်ဝင်းထဲကသူ့ရဲ့အေးယာမကြောက်မက်ဖွယ်ရာဖန်တီးမှုကြီးကိုကြည့်ပြီးအောင်ပွဲခံနေတဲ့ပုံစံမျိုးနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ American အကျဉ်းထောင်စစ်နဲ့အစွန်းရောက်နိုင်ငံရေးဝါဒဖန်မှုတွေနဲ့ဆက်တိုက်ထွက်ရှိလာတဲ့ရုပ်ရှင်တွေရဲ့ပိုကြီးလေပိုကောင်းလေဆိုတဲ့အသွေးခေါ်တွေကိုလှောင်ပြောင်ထော်ထားတဲ့ဒေးထီရင်ဖို့ဇက်ကားတကားပဲထူပါတယ်။တတိပေးချက်အနေနဲ့ကတော့ဒီဇလန်ဟာအလွန်အမြင့်ရက်ဆက်ကြမ်းကြုတ်တဲ့မြင်းကွင်းတွေနဲ့ပြည့်နှက်နေတာကြောင့်စိတ်မခိုင်သူများကြည်ရှုရင်လုံးဝမသိတော့ပါဘူးလို့ပြောကြရင်ညီကုန်းချုပ်လိုက်ပါတယ်။